Lo. Alo biết sai này mà vì alo bóc thang sinh con gì bị vào gì đây song competition mà chúng ta rồi presenter phía u song to mà cái rồi chúng ta trainer phía bị rồi mà chúng ta này tu presenter u song to mấy xe cái rồi xe mà team phía bà đấy alo lấy không đi cho số bị vào chế chú tìm mà đấy cho nó rồi khu khá opening prayer u song bê bồi ăn rồi xe là phong go phê khổ bà đấy công kiến này các bà mẹ chỉ có phản xem bánh đa đồng đó công kiến bông chủ sinh pháp giá thì tại đó ini khi trên cả tuệ củaเราchỉ dụ tiền bà đấy lúc các bà mẹ chỉ mà tết sinh này khám mà củaเราsinh phía ha music của phản xem bây giờ mình đấy củaเราsinh chỉ muốn phụ ya tại mình đâu có khuyên bây đi tuệ củaเราchỉ dụ tiền bà đấyဒီတချင်းပြိုင်ပွဲဖြစ်မြောက်ဖို့ရန်အတွက်ကျွန်တော်တို့ဖက်ဖက်ကနေပြီးတော့ပါဝင်ဆက်ကပ်ပေးသွားကြတဲ့သူရောက်စတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်လို့ကျွန်တော်တို့ဂုဏ်တော်ချီးမွမ်းခြင်းတီဆိုချီးမွမ်းခြင်းဆိုတာကျွန်တော်တို့တမန်ကျမ်းစာမှာကြည့်မယ်ဆိုရင်လေဘုရားသခင်နှစ်သက်တဲ့အမှုရာဖြစ်ပါတယ်ဘုရားသခင်ရှေ့တော်မှာနှစ်သက်ဖွယ်တော်ရဖြစ်ပါတယ်ဘုရားသခင်ကကျွန်တော်တို့ကိုမတူညီတဲ့အစွမ်းတက်သည့်တွေမျိုးမျိုးပေးထားတယ်ပေါ့နော်တယောက်ကတချင်းဆိုတက်တယ်ဆိုရင်တယောက်ကအတိခတ်တီးတက်မယ်အဲ့လိုမတူညီတဲ့အစွမ်းတက်သည့်တွေဘုရားရှင်ကကျွန်တော်တို့ကိုပေးထားတဲ့အခါမှာဒီနေ့ကျွန်တော်တို့ရဲ့မော်တော်ကျောင်းတော်ကြီးမှာရှိနေတဲ့တငယ်ချင်းတွေအားလုံးကမတူညီတဲ့အစွမ်းတက်သည့်တွေကိုဖော်ထုတ်ပြီးတော့ဘုရားရှင်ရဲ့ဂုဏ်တော်ကိုကျွန်တော်တို့ကချီးမွမ်းကြမှာဖြစ်တယ်ဒီအမှုရာဟာအလွန်ပဲကောင်းမြတ်တဲ့အမှုရာဖြစ်တယ်လို့ဘုရားရှင်ရှေ့တော်မှာနှစ်သက်ဖွယ်တော်ရဖြစ်ပါတယ်လို့ဒီတချင်းတီဆိုပြိုင်ပွဲလေးကိုလို့ကျွန်တော်တို့အားလုံးလက်လိုက်လဲလဲနဲ့ကြိုဆိုပါတယ်ထို့သူကျွန်တော်တို့ဒါမကဘဲနဲ့ဒီမှာရှိနေတဲ့ကျောင်းသူကျောင်းသားတွေအားလုံးကလည်းကျွန်တော်တို့နှွေးထွေးစွာလိုက်လွဲစွာနဲ့ကျွန်တော်တို့ရဲ့ချင်းပြိုင်ပွဲကြီးကိုလို့လက်ခုပ်တန်လေးတွေအကျယ်ကြီးနဲ့ကျွန်တော်တို့ကြိုဆိုလိုက်ကြရအောင်လို့ကျွန်တော်တို့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ခုခါမှာကျွန်တော်တို့ရဲ့ဒီမှာတက်ထားတဲ့ air con တွေကလည်းတိတ်မစားခင်မှာဖွင့်တော့မှာပါဒါကြောင့်မလို့အိုက်ဆက်ချင်းမရှိအောင်ကျွန်တော်တို့တာဝန်ရှိတဲ့လူတွေကဖွင့်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီကနေ့ sound competition အတွက် judges များကိုမိတ်ဆက်ပေးလိုပါတယ်ကျွန်တော်တို့ရှေ့မှာ judge 3 ယောက်ထိုင်နေပါတယ်ဒါတွေကတော့ဆီယမကျွန်တော်တို့ Melody Wall ရဲ့ judge အနေနဲ့ခုတာဝန်ယူနေတဲ့ပြီးတော့ကျွန်တော်တို့ငငယ်လေးကလေးကကျွန်တော်တို့နားထောင်ခဲ့ရတဲ့တချင်းတွေလဲသူ့တချင်းတွေလဲကျွန်တော်တို့နားထောင်ခဲ့ပူးပါတယ်ကြိုက်ခဲ့ပါတယ်အခုတော့ကျွန်တော်တို့ဒီကနေ့ MIT Sound Competition မှာလာရောက်ပြီးတော့ judge အနေနဲ့လာရောက်ပြီးတော့တာဝန်ယူပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အားလုံးလက်ခုပ်တီးလဲကြိုဆိုလိုက်ရအောင်โอเคနောက်ထပ်တစ်ယောက်ကတော့ကျမတို့လေးစားရတယ်ကျမတို့ရဲ့ဖခင်ကြီးလည်းဖြစ်တဲ့ကျမတို့ချစ်ခင်လေးစားရတယ်ဆရာတော်ကလေးကိုဖြစ်ပါတယ်ဆရာကဒီယူဒတန်နှစ်နေရာပြည်ကျေးဇူးတော်ချီးမွမ်းပွဲမှာချီးမွမ်းကြလို့ဆိုတဲ့ကွန်ပိုင်းခွဲရာကိုရေးဆက်ပေးတဲ့ဆရာဖြစ်ပါတယ်ဆရာအတွက်အားလုံးလက်ခုပ်တိုင်ကျဲကြီးတစ်ချက်လောက်ကျေးဇူးများတင်ပါတယ်အခုကျွန်တော်တို့ judging criteria မှာပ
ပထမတစ်ခုက song interpretation ပေါ့နော်ကျွန်တော်သချင်းဆိုကြတယ်ဆက်ထားပြီးတဲ့သချင်းကိုကျွန်တော် interpret လုပ်တယ်နော် interpretation ဟုတ်တယ် interpretation ကျွန်တော်3ယောက်စလုံးကတာဝန်ယူပြီးတော့ judge လုပ်တော့မှာဖြစ်တယ် melody and harmony နော်အဲဒီ melody နဲ့ harmony ကသူများစီကခိုးချထားလားနော်ဘယ်သချင်းတွေကလဲနော်စသည်အဖြစ်ဟိုအတုအယောင်တွေများပါသလားနော်စသည်အဖြစ်နော် melody နော် harmony လှပမှုရှိသလားဆိုတော့30ပြီးထားတယ်ဒီကဘာကြီးမှာဒုက္ခမြေရဲ့စီနေလူတွေအော်ဟီလိုညီးသွမ်းတန်များရဲ့ဒီတဘာဝတန်ရဲ့ဘေးတဲ့တို့ပြေတို့မြေနှလုံးသားထဲမှာဆုံးရှုံးမှုတွေနဲ့လူတွေလောဘဒေါသမာနလေးတွေနဲ့ဒီကဘာကြီးမှာငြိမ်းချမ်းရဲ့လူတွေပြန်လေတင်မြဲဖို့တို့အတူတူအားထုတ်မယ်တို့အတူတူရှာချမယ်ငြိမ်းချမ်းရဲ့ကိုဒီကဘာကြီးအတွက်တို့အတူတူပေးစမ်းမယ်တို့အတူတူရှာချမယ်တရားမြတ်သောမှုတွေရဲ့အသင်ရှိစေမယ်ဒီကဘာကြီးမှာဒုက္ခမြေရဲ့စီနေလူတွေအော်ဟီလိုညီးသွားတမ်းများရဲ့ဒီတဘာဝတန်ရေဘေးတဲ့တို့ပြေတို့မြေနှလုံးသားထဲမှာဆုံးရှုံးမှုတွေနဲ့လူတွေလောဘဒေါသမာနလေးတွေနဲ့ဒီကဘာကြီးမှာငြိမ်းချမ်းရဲ့လူတွေပြန်လေတင်မြဲဖို့တို့အတူတူအားထုတ်မယ်တို့အတူတူရှာကြမယ်ငြိမ်းချမ်းရဲ့ကိုဒီကဘာကြီးတွေတို့အတူတူပေးစမ်းမယ်တို့အတူတူရှာကြမယ်တရားမြတ်သောမှုတွေရဲ့အသေးရှိစေမယ်ငြိမ်းချမ်းရဲ့ဆက်ရဲ့ကဲတို့စီတရားတွေနှလုံးသားထဲမှာရှိစေဒီကဘာကြီးရဲ့ညီးသွားတဲ့ဒီလူသားရဲ့အော်ဟစ်တဲ့တို့ရဲ့တာဝန်ပဲပြန်လေတင်မြဲဖို့တို့အတူတူအားထုတ်မယ်တို့အတူတူရှာကြမယ်ငြိမ်းချမ်းရဲ့ကိုဒီကဘာကြီးတွေတို့အတူတူပေးစမ်းမယ်တို့အတူတူရှာကြမယ်တရားမြတ်သောမှုတွေရဲ့
သေးရှိစိတ်မဲတော့အတူတူရှာကြမယ်တရားမြတ်တမှုတွေရဲ့အသေးရှိစေမဲကျေးဇူးတင်ပါတယ် Wow. La paga, tayaga, chumsonai be. Passing kaludanupa, the power door on lane, ye chance in the aptiwagane. Ludanu sapuga, Tetiago Julu Yama, Piamane, Lawili be. Chitza mondia pamya atare polanga nyeja chimya kimelibi yes chimya pina labi Darwe have to jale pian lega sinza jiji dolu darwe ye atare Dayamu tiao so nebi Gabamiji Gabamiji Nyei chayi lo anebi Gabamiji Gabamiji Dayamu piato mile Gabamiji Gabamiji Pau piachin te yare ne tijan nebi le Nyei chayi sura be male Tiyamya tamu sura be male Chichimshi Atari manari ne Gojo jope Atashini jare Piale sinza muro Chaitami me sui Bamiji, Pamtami, Nyejamo Josa Losao, Bamiji, Pamtami, Timya Podom, Yazwa me. You could on Chichi, Yoli Chichi, Chishia, Chichim, Nita Ape, why when I let Drake, don't it? Bye.
ပဲကျေးဇူးတင်ရှိပါတယ် ရှင်းလင်းနားထောင်ရတာရှင်တဲ့ကိုငြိမ်ချမ်းသွားတာပါပဲခုတစ်ခါဆိုလိုတီဆိုဖို့ရန်အတွက်လဲကျတဲ့ဖွဲ့ကတော့ဘယ်ဖွဲ့လဲကျွန်တော်တို့ရဲ့အကိုရဲ့မာကြီးတွေဖြစ်ပါတယ် M.Div တတိယဖိတ်ခေါ်ပါတယ်ဆုံးသမတော်တဲ့ပုံစံလို့မျောလင်းခြင်းများအိမ်မများစွာလဲပြုတ်ပြက်စီခဲ့ဘဝရဲ့မြတ်တမှုရရှိအောင်မလားအမုန်းတန်ရတဲ့မယုံနိုင်ဘဝလေးအညမတစိမကြကပန်းတွေလို့ကျင်နာတရားများချစ်ချင်းများစွာလိမ့်ညင်ပြတ်သုံးခဲ့ငြိမ်းချမ်းတွေတွေ့မှုတွေရအောင်မလားယုံကြည်နေတဲ့ဒီအိမ်မက်များတဲ့နေ့တော့ရောက်မှာပါအလင်းတရားတတန်လေးများဖြန့်ကျဲရာဒီကဘာတွေဒီမြေတွေငြိမ်းချမ်းမှုကိုရှာပါလက်တွေကယုံကြည်တဲ့ရာမြတ်တမှုသက်ဆက်ရှင်တန်ဖို့အထုကကြိုးစားမဲ့ပြန်လဲသိမြဲခြင်းတွေရရှင်လို့ရှိတော့တကောင်းကင်ပြေဆုံးခြင်းဒီကဘာတခွေမနေအိချမ်းမြေစေဆုံးသမတိတဲ့ပုံစံလို့မျောလင်းခြင်းများအိမ်မက်များစွာလဲပြုတ်ပြက်စီခဲ့ဘဝရဲ့နောက်ထပ်ရှင်သနိုင်အောင်မလားအမုန်းတန်တရားတဲ့မယုံနိုင်အညမတစင်မကြကပန်းတွေလို့ကျင်နာတရားများချစ်ချင်းများစွာစိတ်ငြိမ်သက်သုံးခဲ့ငြိမ်းချမ်းတွေတွေ့မှုတွေရအောင်မလားယုံကြည်နေတဲ့ဒီအိမ်မက်များတဲ့နေ့တော့ရောက်မှာပါအလင်းတရားတတန်လေးများဖြန့်ကျဲရာဒီကဘာတွေဒီမြေတွေငြိမ်းချမ်းမှုကိုရှာပါလက်တွေကယုံကြည်တဲ့
Yatamuta Seshantambo Atoga Josa Maptan let them gently Yashalo Shido Takong days on Jim Dig about the Quimani time easy Dig about Shabal Twega Jungire Logare Jamyata Mukta Senshantambo Uatoga Chosa Meptan let them gently Yashalo Shido Takong days on Jim Dig about the Quimani time easy Yashalo Shido Takong days on Jim Dig about the Quimani time easy Children, night tomorrow. Jesu Temare. It's a chingar, no, Myolinjine, Celestin, Tampuya, Api the light the loop, Chinibare. This woman the chair the school theme, Pebare. This yes a bit Niguaro Bandujin Pebare, Abibao. Muy volare, menuda ludare, deru quie, così passata. Senta nei miei, ma quella zia, nei miei lì io piawine. That I bowe Loba doda mohaloy me Mlosana chilla Menyine supwe Sinwe ya chilla Oh Lusana jin a dream ya jawla Baji go myeji re yo size Oh sinzami yela Be male nyite chi shali we la Pisa ke media dwe day be me la Corona chusa ke dale pinyachi Nimi nisana Kuro pige nyitachi Bezi yonile
လူဆန်နိုင်ခြင်းအတွင်းနာကြောင့်လားကဘာကြီးကိုမြဲရည်တွေယူစီစေအိုးစဉ်းစားမိရဲ့လားဘယ်မှာလဲငြိမ်သက်ခြင်းရှာလေးဝဲလေးလားဘေးစကမန်တရားတွေတိတ်ပဲနေလားကိုရောနဲ့ကြိုးစားခဲ့ရတဲ့တင်ရဲ့ချင်းနေနေနေစလားကိုရောပြီးခဲ့တဲ့ချင်းဘယ်စီရောက်နေလဲ တွေးလက်ငီဆိုတဲ့တခြင်းလေးနဲ့ပါဝင်ရှင်ပြိုင်ခွင့်ရတဲ့အတွက်သူပဲကျေးဇူးတင်ပါတယ်ဒီတခြင်းလေးကိုတော့ဆရာချစ်ကိုစောချစ်ကိုဆက်ပေးတာဖြစ်ပါတယ်အလုံးလက်ခါလို့ကြည့်အောင်ကျွန်တော်ကတော့M.Div 2 မှာ The Banglian ဖြစ်ပါတယ်ဆိုင်းပန်ဖြစ်ပါတယ်လို့အလုံးငိမ့်ချမ်းစွာနဲ့နားဆင်ပေးဖို့ဖိတ်ခေါ်ပါတယ်မောင်ရဲ့တမီရဲ့လားဘာမေးထဲမှာဒီတဘာဝရဲ့တန်ကြောင်းလေးနေရဲ့တွေ့မိရဲ့လားတွေ့ရဲ့လုံးပါတော့တာတွေ့ကြောင်းွယ်လူကိုလူလို့မြင်နိုင်ချေမမနာချာငင်းချင်ရေကိုဝေးစေဒီကဘာမှာငင်းချင်ခြင်းလို့တဲ့နေရဲ့မောင်ရဲ့တူဒီကဘာမီထွန်းခွေငင်းချင်ရေတော့ပါဝင်မယ်မေတ္တာထားမယ်လေစာရာစိတ်ကလေးနဲ့ငင်းချင်မှုတို့တောင်းမယ်လေငင်းချင်ရေကိုရှာကြမယ်ဒီလိုတရားများတမှုတွေပေးစမယ်သူတို့ချိုးစားမယ်သူပေါင်းကြမယ်ပြန်လေပြည့်ဖို့တလို့တယ်
the power yet and only me to me la Lulo midnight Mama Nadia Ninja you go way say Tigabama Ninja Lode Me and now yet to Tigabami to ye Ninja ye to power with me Mitata mele Sana siglene Ninja mudra tuta umele Ninja yego shatame Enetanga tamutra pisame Duru chosame Dupa winjame Dene tunge potra lore Ninja yego shatame Dilo de yamya tamutra pisame Dulu chosame Dupa winjame Dene tunge potra tome Dene tunge potra bawinjame Dene tunge potra loreကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ချင်းလေးတန်ကြားရတာရာကြည့်ကြည့်နဲ့အကချင်းလိုဖြစ်လာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာနဲ့ဆရာမတို့အရင်အတွဲညီပါတယ်ဆက်လက်ပြီးတော့အတွဲညီဖို့ရန်အတွက်ဆုတောင်းပေးပါတယ်အခုခါမှာကျွန်တော်တို့ duet song ဆက်လက်ပြီးတော့ဖြောဖြေပေးဖို့ရန်အတွက် M.Div ဖတ်စီယာကိုဖိတ်ခေါ်ပါတယ်ဆိုတဲ့အောက်မှာကျွန်တော်ကိုယ်တိုင်ရေးဆက်ပြီးတော့ကျွန်တော်ဟူလီယန်နဲ့အန်နောကနဲ့ဒီဆိုရှင်ပြိုင်သွားမှာဖြစ်ပါတယ်
naga mashido dlo nata murele jau pelo nibi amo menga chichin tiare pa jase digabaji ye chambo Ratya de baby chaga she same digabaji la babo yellow mudele away my chanta she's a yame naga lankidwa timya murele sabdi lo dame hey yana tamure season lo taze no piete sai lo yana tamure season lo taze no piete sai lo how much you doubt how much you got it, baby, that's it. Lamda be the Gabachima, Kakene songs and ways on Muri Yaswa, Kanayi Swamashilo, Nye Jalia, Kisa me piat kene atu. Says a Tony me Naga Padaiti Lutana Twe Gaujogo Solo yeah Bello Kekecho Twibse Bello Mujane Jinsaya Pime Kuleshima Kauzo Durbatwe Sekanjindi Daha Kauzi Riba Go the swat ya reha Pya Kauji Riba Nizono tu Anedo Dugo Kuni Prima Loye La Pradik Bajite Yosa Kaune Mitasu Jire Oh yeah yeah To the Baji Pipia the King of Thievesကျွန်တော်တက်ဆွမ်းထားတဲ့အရာတွေဟာဖျားကြီးကျွန်တော်ကိုကောင်းချီးပေးထားခြင်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်လောကကြီးအတွက်ကျွန်တော်တက်နေသမျှကဘာကြီးတော့ကျွန်တော်ဆက်ကပ်ပါဆိုတဲ့အချင်းလေးဖြစ်ပါတယ်။ God bless you. Guru Lamda be the Gabachima, Kakene songs and ways on Muri Yaswa, Kanayi Swamashilo, Nye Jalia, Kisa me piat kene atu. Suzime sweta bile tu tuza jine sutaume, seize toni me naga padaiti. Lutarai twe, Kaujogo Saulo ye. Bello, a kekecho twipsy. Bello, a mujane jinsaya bime. The coolest shit my gozo, do the batwe, say kanjini. Daha County River Go the
swat nya ya dwi ha ba ya kaung chi ri ba nghe sâu nó tu ane do tu go ku ni phe ma lo ye la pa de ba chi the pyo ja kaung ne mi ta su ji de oh yeah yeah tu ba chi bi pya khin go ti se me go ta swan nya ya dwi ha ba ya kaung chi ri ba nghe sâu nó tu ane do tu go ku ni phe ma lo ye la pa de ba chi the pyo ja kaung ne mi ta su ji de oh yeah yeah tu ba chi bi pya khin go ti se me tu ba chi bi pya khin go ti se me tu ba chi bi pya khin go ti se me along Jesus de mare ကျေးဇူးများတင်ပါတယ်ကျမတို့အခုကောက်ခံရရှိတဲ့လူတော်ငွေများကိုကျမတို့ Student Council ရဲ့ Vice President ဖြစ်တဲ့ကျမတို့နေထွန်းကနေပြီးတော့မှဆုတောင်းဆက်ကပ်ပေးသွားမှာဖြစ်ပါတယ်ကိုတော့လမ်းကြပြီးတကဘာချီမှာခက်ခဲနဲ့ဆောင်စမ်းသွေးဆောင်မှုတွေများစွာခံနိုင်ဘုရားကြီးကျေးဇူးကိုချီးမွမ်းပါလေ မေတ္တာရရှင်ဖာ great ကျေးဇူးကိုချီးမွမ်းပါတယ်။တာသမီတို့ဤလောကကမ္ဘာမှာတက်ရှင်စဉ်ခါမှာလိုအပ်သောပူရှံသောကောင်းကြီးမင်္ဂလာများစွာကရောရှင်ချပေးထားပါတယ်။ထိုကောင်းကြီးမင်္ဂလာများစွာထဲမှာအနေငယ်သောလူငယ်တော်ငယ်များကိုလည်းကရောရှိတော်မှာပြန်လည်ပေးလူကြပါတယ်။ပေးလူကြတဲ့တာသမီရောက်စတဲ့အသက်တာထဲမှာယခုထက်သာ၍ကျေဝဆုံလင်သောကောင်းကြီးမင်္ဂလာများကရောရှင်ချပေးနာတော်မူပါ။မိတို့ရဲ့အလူငွေကိုပေးယုံတာမကပဲနဲ့အသက်တာကိုလည်းပဲ great တာနာတော်တက်ပြန်လဲပြီးပေးလူသက်ရှင်တတ်သောတာသမီရောက်စီတိုင်းဖြစ်စေပါမိကြောင်းလူငွေတော်ငွေလေးတကွချိန်နိုင်သက်တာလုံးစုံကိုယေရှုနာမမှာပြုလက်ပြလက်ဆက်ကအနံမှာဖန်ပြဆောတော်ဖျားခင်အာမင်ပြိုင်ပွဲကတော့ပြီးသွားပါပြီတိုင်နေလဲအရန်ပဲကောင်းစားနေပြီပေါ့နော်အားလုံးကကောင်းကြပါတယ်အခုဂျူဝက်ပြိုင်မှာဖြစ်ပါတယ်ပထမဦးဆုံးဘယ်သူရင်ပြိုင်ရမှာလဲsecond ရရင်ပြန်မယ်ကျမတို့ Juwan နဲ့ group sound ကတခါတည်းတစ်ဆက်တည်းပြိုင်တော့မှာဖြစ်ပါတယ်အခုပထမဦးဆုံးရှင်ပြိုင်ပေးဖို့အတွက် second ရမှ Juwan တီဆိုရှင်ပြိုင်မယ်ဆရာနဲ့ဆရာမကိုဖိတ်ခေါ်ပါတယ်အားလုံးအားရပြလက်ခုပ်တီးပြီးကြိုဆိုလိုက်ရအောင်ဒီတချင်းကိုတီဆိုပေးမဲ့သူတွေကတော့ M.Div မကျောင်းသားတွေဖြစ်ပြီးတော့မှရေးဆက်တီကုံပေးတဲ့သူကတော့ဆောနာ US ဆိုသားတဲ့ဆရာ Dasponse ဖြစ်ပါတယ်လို့အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင် ကြီးတဲ့ခါဒီကဘာကြီးရဲ့ညီတော်တဲ့ကြာခံစားချင်မဲ့စွာအသီးစိမ်မဲ့စွာ yes မှုကြမှာဒီကဘာကြီးကဒုက္ခရောက်စေပါလူလူချင်းချနာမဲလူလူချင်းစာနာမဲ
လူတွေလည်းဒုက္ခနုံနေမှာရလိုပြီးရဖြစ်စေမမနာကိုကိုင်ဆွဲကဘာကိုဖြက်ဖြက်စီနေစေလင်းရပြောက်ွယ်မောင်တူဖုံးလွှမ်းနေဒီလောကကြီးရဲ့မှာဒီနာကဘွားလောက်ပါနိုင်ပါမလားမိုင်းခင်နေသူမိုင်းခင်ရဲ့လူတို့ရဲ့လက်စေမှာဒီကဘာတီယာလောက်ပါစေစို့လားလူချင်းချင်နာထားလူချင်းစာနာထားလူတွေတဲ့ထောင်းတနေစေပါရန်လိုမှုတွေရစေကျင်နာတရားကိုကိုင်ဆွဲဗာမြေကြီးငြိမ်းချမ်းစေမယ်ဗာမြေကြီးတရားကိုငြိမ်းချမ်းခြင်းကိုရှာစို့တရားနာတော်မူတွေတို့တွေပေးဆန်းစို့ဗာမြေကြီးတရားကိုငြိမ်းချမ်းခြင်းကိုရှာစို့တရားမြတ်တော်များတွေအားထုတ်ကြိုးစားစို့နဂတ်ဝါလာစေဖို့နဂတ်ဒီလာနိုင်ဖို့ကြိုးစားကဘာတိရလာစင်စို့ဘွားလာပါနိုင်ပါမလားသမိုင်းခင်နေတူသမိုင်းခင်ရဲ့လူတို့ရဲ့လက်ထဲမှာဒီကဘာကြီးဟာလာပါစေစို့လားလူချင်းကျွေးနာထားလူချင်းအစာနာထားလူတွေတောင်းတနေစေပါရန်လိုမှုတွေရဲ့စိတ်အကျဉ်းနာတရားကိုကိုင်ဆွဲကဘာမြေကြီးငြိမ်းချမ်းစေမယ်ဘာမြေကြီးတရားကိုငြိမ်းချမ်းခြင်းကိုရှာစို့တရားမြတ်မှုတွေတို့တွေပေးဆန်းစို့ကဘာမြေကြီးတရားကိုငြိမ်းချမ်းခြင်းကိုရှာစို့သင်မြတ်မှုများဆွဲအားထုတ်ကြိုးစားစို့နဂတ်ဘဝလာစီဖို့နဂတ်ခီလာနိုင်ဖို့ကြိုးစားကဘာကြီးရလာစင်စို့ပြောသူပေးဖေးပြောသူပေးပါသာသာလို့နေတို့ကပါကြီးယာယေတတိရှာရောက်တော်မူပေးပါသင်မြတ်မှုတွေအထောက်ကြိုးစားဟိုဟိုအာမီဒီကာယာဘူရှာစို့ရမြတ်တာမှုတွေတို့တွေပေးဆန်းစို့အာမြစ်တီတရားကိုနေချမ်းခြင်းကိုရှာစို့သင်မြတ်မှုများတွေအားထုတ်ကြိုးစားစို့နဂတ်ဘဝလာစီဖို့နဂတ်ခီလာနိုင်ဖို့ကြိုးစားကဘာ
Majiala Sinso Yinchachingu Shazo Diamyata Swanizo Nimyamu Myatwe Tuzazo Yinchachingu Shazo Diamyata Swanizo Nimyamu Myatwe Tuzazo
ကိုရှာတရားများတမှုအတွက်ပေးဆက်ပြန်လည်တည်မြတ်ဖို့အတွက်အားထုတ်ဆိုတဲ့တခြင်းလေးနဲ့ပါဝင်ရှင်ပြိုင်မှာဖြစ်ပါတယ်ဒီတခြင်းကိုကျမတို့ M.Div ရဲ့ချင်းလာစွာတော့အမဂျာဂျာရှတောင်ကနေပြီးတော့မှရေးဆက်တီကုံပေးထားတာဖြစ်ပါတယ်ဒီမှာရောက်ရှိလာတဲ့ဒိုင်လူကြီးများနဲ့တငယ်ချင်းများအားလုံးကိုကျမတို့ M.Div မှာဂါရဝပြုရပါတယ်Cha
ဒီเจ้าကနေထွက်ပြီးတဲ့အချိန်ကျရင်တော့ငြိမ်းချမ်းရေးတွေလောက်ကြတာပေါ့နော်ဟုတ်ကဲ့ဆရာမထွေနူဟုတ်ကဲ့အခုချိန်မှာကျမတို့အားလုံး solo ရော duet ရော group song ရောအားလုံးရှင်ပြိုင်ပြီးသွားပြီအားလုံးအလုံးကြီးပေါ့သွားပြီမလားအခုကတော့ မပေါ့သေးဘူးเนาะအခုကတော့ဒိုင်လူကြီးများရဲ့ comment ကိုကြားရမှာဖြစ်ပါတယ်comment များပေးဖို့အတွက်ဒိုင်လူကြီးမင်းများကိုဖိတ်ခေါ်ပါတယ်အားလုံးခြုံကြည့်ရင်တော့အကုန်လုံးကသူ့နေရာနဲ့သူကောင်းပါတယ်အန်တီအကုန်လုံးကြည့်လိုက်တဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ experience ကအရန်စကားပြောတယ်နော် first year စမ်းပေါ့ second year ဆိုနည်းနည်းတော့ကောင်းလာပြီ final year တွေကျတော့အားရပါရချတာပေါ့နော်အဲ့တော့ဟိုအန်တီကဘက်လိုက်တာလည်းမဟုတ်ဘူးအန်တီကအခုမှလာတာဆိုတော့သမီးတို့သားတို့ရဲ့အမှန်ပဲเนาะအန်တီတို့ရွေးချယ်တာအမှန်ပဲဖြစ်မှာလေတခုပဲတချင်းဆိုတယ်ဆိုတာကီးစကားပြောတယ်တယောက်တည်းဆိုတော့ no problem เนาะသူများနဲ့ကိုကတွဲဆိုတဲ့အချိန်မှာဘယ်ရဲလဲတော့မသိတော့ဘူးယောက်ျားလေးတန်ကတိမ်နေပြီးတော့မိန်းကလေးတန်အရန်ကျင်တယ်အဲ့လိုမဖြစ်ရဘူးပြိုင်ပွဲဆိုထူးသဖြင့်နှစ်ယောက်ကိုကီးညှိရမယ်เนาะဟိုတခါတလေရောင်လေးပဲမြင့်သွားရင်အဲ့မြင့်တဲ့လူကရောင်လေးဟာကိုယူလိုက်လေနှမို့ဟိုတယောက်ကအရန်အကုန်လုံးနှိမ့်နေမယ်သို့မဟုတ်အကုန်လုံးမြင့်နေမယ်ဆိုတော့ you have to be very careful about choosing your key เนาะအဲ့ဒါတချင်းဆိုတယ်အဲ့ဒါလုံးဝအရေးကြီးပါတယ်ကီးရွေးရပါမယ်တချင်းကတော့အားလုံးတွေလည်းတက်ကြတယ် notes တွေလည်းတက်ကြတယ်ဆိုတော့ sharp flat တွေကတော့နည်းပါတယ်တိတ်မရှိဘူးနောက်တစ်ခုကတော့ expression ပေါ့နော်တချင်းဆိုတာဒီတိုင်းတန်းတန်းကြီးဆိုနေတော့ကြပြာရွတ်တယ်လို့ပဲဖြစ်မှာပေါ့နော်အဲ့တော့ဟိုဒါ through my experience လေအဲ့တော့သားတို့သမီးတို့လည်းတနေ့ပိုကောင်းလာမှာကိုယ့်အကူသိလိမ့်မယ်နော်ကိုဘယ်နေရာလေးမှားလဲဘယ်နေရာလေးကောင်းလဲဘယ်နေရာမကောင်းဘူးလဲဟာကိုယ့်ဟာကိုသိမှာနော်အဲ့လိုသိမှလည်းအဆိုရှင်ကောင်းဖြစ်မှာပေါ့မသိရင်တော့ကာရာအိုကေပဲသွားဆိုတော့နော်ဟုတ်တယ်ကာရာအိုကေကျတော့တန်သေးတန်ကြောင်လဲကိုယ့်ကိုပတ်စံပေးပြီးဆိုတာပဲကြိုက်တယ်လို့ဆိုမှာပေါ့နော်အဲ့ဒီတော့အားလုံးကောင်းတယ်အဲ့တော့ပေးထားတဲ့အမှတ်တွေကနေဘယ်သူကဘာလိုတယ်မလိုဘူးဆိုတာသိလိမ့်မယ် but overall ကတော့ကောင်းပါတယ်နော်အားလုံးကောင်းပါတယ် thank you အထူးသဖြင့်နော် group song မှာနော်ဒီအဖွဲလိုက်ဆိုတဲ့ခါမှာနော်စာရွက်ကိုမကင်လို့ရှိရင်တယောက်မှမကင်နဲ့နော်တယောက်နှစ်ယောက်ကင်တယ်ဒါအမှားရော့တယ်နော်ပြီးတော့ mic နဲ့ဆိုတဲ့ခါမှာအော်တဲ့အချိန်နော်နည်းနည်းစောင်းလိုက်နော်တအားအော်တော့နားကွဲတယ်နော်အဲ့လိုတဲမအော်တယ်နော်နည်းနည်းစောင်းပြီးသို့မဟုတ်ကိုယ့်အသားကိုထိန်းချုပ်တော့နော်ဆူနော်ပြီးတော့ MIT ဆိုတော့နော်ဆရာကထင်တယ်လေဖျားသခင်နော်ဖျားသခင်အဲ့လိုပါမှထင်တာနော်စာလုံးလိုက်ရှာတော့လောဘမောဟလိုအလိုရမဲ့နော်မျက်ရည်နော်ဖျားသခင်မပါဘူးနော် first year တခုဖျားသခင်နည်းနည်းပါတော့ဒါမဲ့တဲ့ဒိုးမဟုတ်နော်သခင်သင်မြတ်ချင်းရဲ့အရှင်ဒါပဲနော်ဘုရားသခင်တို့သခင်ခရစ်တော်တို့သန့်ရှင်းသောဝိညာဉ်တို့ပျောက်နေတယ်နော်third year မှာလုံးဝမပါဘူးနော်အဲ့တော့နောက်အဲ့လိုမျိုးသချင်းနော်ဘုရားတရားနဲ့ဆိုင်တဲ့သချင်းထုတ်တဲ့ခါမှာနော်ဘုရားသခင်ကလည်းကြောမခိုင်းနဲ့နော်ဘုရားသခင်ကိုယ့်အကိုလှုပ်ပဲနော်အဲ့လိုကြောမခိုင်းပါနဲ့နော်ဘုရားသခင်လည်းထဲပြီးတော့နှုတ်ဆွဲတဲ့ခါမှာလဲနော်ကျွန်တော်နှုတ်ဆွဲမှသာလျှင်နော်တကဘာလုံးကိုဖြန့်လို့ရတယ်နော်တချင်းဘာလို့ဆိုတော့ international notes နော်ဒါလိုတယ်အဲ့တော့ဆွဲတဲ့ခါမှာနော်ကိုဆွဲတဲ့ note အတိုင်းဆိုဖို့နော်လိုတယ်နော်ကိုဆိုတဲ့အတိုင်းလည်းပဲဆွဲဖို့လိုတယ်နော်တခါလေကြည့်တော့ဆွဲရတာတစ်မျိုးဆိုတာတစ်မျိုးပါလားနော်အဲ့တော့အဲ့ဒါလေနော်သတိထားဖို့လိုတယ်
ဘာဆိုတော့ကိုထုတ်တဲ့သချင်းကနော်ကိုဒီမှာပြီးတယ်ဆိုရင်တစ်မျိုးနော်ကဘာကိုဖြတ်မယ်ဆိုရင်ရည်ရွယ်ချက်နဲ့တစ်ခါလေနော်ထုတ်ဖို့လိုတယ်နော်ပြန်ပွဲတစ်ခုတည်းမဟုတ်ဘဲနဲ့နော်စာအုပ်ထုတ်အခွေထုတ်နော်ဟိုအပေါ်တင်ပြီးတော့ဖြတ်နော်မင်းတို့နားထောင်ခြင်းပတ်စံသွင်းနော်အခုခေတ်နော်နားထောင်ခြင်းနော်ငွေသွင်းအဲ့လိုနော်ဟို TV တို့ပါနော်အဲ့လိုနော်အဲ့လိုလုပ်နိုင်အောင်ဒီ channel ကိုဆွဲနော်ဖြတ်ဖို့နော်လိုတယ်နော်အဲ့တော့ဥမာနှုတ်ဆွဲတဲ့ခါမှာသူ theory ရှိတယ်နော်ဥမာ quiver တလုံးအလဲမှာ crochet နော် quiver ဟိုဘေးမှာနော်အဲ့ quiver နှလုံးကိုသွားပြီးတော့မကွင်းခတ်တယ်နော် quiver တလုံး crochet တလုံး quiver တလုံးပြီးပြီနော်အဲ့တော့သုံးလုံးပေါင်းတစ်ချက်အဲ့လိုသေချာဆွဲပြီးတော့ dotted note ဆွဲပါလေသေချာဆွဲနော်အဲ့ဒါကနော် music နဲ့ဆိုင်တဲ့ theory နော်ဆွဲပုံဆွဲနည်းနော်အဲ့တော့အဲ့ဒါတွေကိုနောက်ဆိုလို့ရှိရင်နော်ကောင်းနော်ဒီထက်ကောင်းအောင်လှုပ်ဆောင်ပြီးတော့ကောင်းဆုံးဆက်လက်နော်ရှင်းပြိုင်သချင်းထုတ်နော်သီဆိုနော်လှုပ်ဆောင်ကြစို့နော်အားပေးလို့တယ်နော်ဒီဆိုတဲ့လူတွေအကုန်ကောင်းကြတယ်တချင်းရေးတယ်နော်တချင်းကိုယ်တိုင်ရေးတယ်ကိုယ်တိုင်ဆိုတယ်ဆိုတာဒါတုံတန်ယုံဟိုကနေမရဘူးเนาะ especially ဟို group song မှာဆိုလို့ရှိရင်စောရဆရာလည်းပြောထားတယ်ဟို notes တွေနဲ့ရေးလာတော့ it's so impressive เนาะတကယ်လေစင်တန်ရှိတဲ့တချင်းရေးဆက်ထားတဲ့ဥစ္စာတွေဆိုတာကိုယုံကြည်ပါတယ်လို့เนาะကျေးဇူးအများကြီးတင်တယ်ဒီနေ့အမှတ်မပြောခင်လူတိုင်းအမှတ်သိချင်ကြတယ်ဒါပေမဲ့အမှတ်မပြောခင်မှာဆရာကနေပြီးတော့ကျေးဇူးတင်စကားပြောအောင်မှာပါနောက်ကျောင်းမှာလည်းကျောင်းတာဝန်ရှိတဲ့သူတွေပေါ့နော်တော့ညာလဲဒီညနေမှာလာပြီးတော့ judge လုပ်ပြီးတဲ့ဆရာကြီးဆရာမကြီးအရောက်စီတိုင်းကိုဆရာအနေနဲ့တော်တကောင်ကျောင်းနေတော်ကောင်ကျေးဇူးအများကြီးတင်ပါတယ်လို့เนาะဘာလို့လဲဆိုတော့နှစ်ယောက်ဆရာလွဲလို့ပေါ့နော်နှစ်ယောက်စလုံးကအသက်ကအတိုင်းအတာတနေရာမှာရှိနေကြတယ်သို့တော်ညာလဲပဲဒီလောက်ငါးထက်ကြီးကိုเนาะရောက်ချင်းတော့ anti Joyce ကဆရာကိုပြောတယ်ဟိုဟာပေါ့နော်ဗါလဲဟိုJoshua လှုပ်လိုက်ပြီပေါ့နော်ဒီမှာငါးတက်ကိုတက်လာနော်အန်တီဆိုနော်ခါးတွေလည်းအစင်မပြေတာရှိတယ်6တွေတစ်ခါတန်းကြိုးထားတာရှိတယ်ဟိုတော့သူညာလည်းပဲကျွန်တော်တို့ကိုချစ်တဲ့စိတ်နဲ့နော်ကျွန်တော်တို့ချစ်တဲ့စိတ်နဲ့သူသဖြင့်နော်ဟိုကျွန်တော်ဆိုရင်အရန်အန်တီကိုအကူညီတောင်းတယ်ဘောနော်အကူညီတောင်းတဲ့ခါတိုင်းလာပြီးတယ်အန်တီကိုကျေးဇူးအများကြီးတင်တယ်နော်ကျွန်တော်တယောက်တည်းမဟုတ်ဘဲနဲ့မြန်မာနိုင်ငံဓမ္မတက္ကသိုလ်ကိုစားလဲကျေးဇူးအများကြီးတင်ပါတယ်လို့ပြီးလို့ရှိရင်ကျေးဇူးတင်တဲ့တုံ့ပြန်တဲ့အရာလေးအနည်းငယ်လေးကိုလည်းကျွန်တော်တို့ MIT ကနေပြီးတော့ပါဝင်မှာဖြစ်ပါတယ်လို့ထိုနည်းတူပဲတီတီဂလက်ကောဆရာ Reverend ဂလက်ကောဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံမှာပထမဦးဆုံးเนาะ Singapore Bible College ကနေပြီးတော့ composition နဲ့เนาะ master ရထားတယ်เนาะ composition နဲ့ master ရထားတဲ့ဆရာကြီးတစ်ပါးဖြစ်တယ်ဆရာတော်ဖြစ်တယ်တီတီဂလက်ကောဆိုလဲเนาะဟို urgent inform လုပ်ရတယ်เนาะအကြောင်းကိစ္စအမျိုးကြောင့်ဒါမဲ့လည်းဘလို့အကူညီတောင်းเนาะဆရာတော်ကလေးကိုအနေနဲ့ပါဝင်ပြီးတော့ကျွန်တော်တို့ကိုသားသမီးတွေကိုเนาะကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတွေကိုပါဝင်ပြီးတော့မြေတောင်မြောက်ပေးပြီးတော့เนาะအမြဲတမ်းကူညီဖို့အတွက်အမြဲတမ်းလက်ကမ်းလျက်ရှိတဲ့ဆရာတော်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်လို့เนาะsolo နော်အစင်တိုင်းမဲ့ခေါ်တော့မယ် M.Div 1 2 3အစင်တိုင်းမဲ့ခေါ်တော့မယ်နော်M.Div 1 solo ကျွန်တော်တို့3ယောက်ပေါင်း230ရပါတယ် M.Div 2ကတော့245ရပါတယ် M.Div 3နော် M.Div 3က232ပြန်ရ32ရပါတယ်လို့เนาะအကုန်လုံးကောင်းပါတယ်အားလုံးကောင်းပါတယ်ကျွန်တော်တို့အားလုံးပထမပေးထားတာဖြစ်တယ် okay duet เนาะduet M.Div 1 214เนาะ214 M.Div 2 211 okay M.Div 3 200ဘယ်လောက်ဖြစ်လဲ234
Anti Joyce အရန်ကြိုက်တဲ့အတွေ့အလဲဖြစ်ပါတယ် excellent လို့ရေးထားပါတယ်နော် Okay now group song နော် group song မှာ M.Div 1 M.Div 1 213 M.Div 2 229 M.Div 3 Trên là Nia 34 Okay Solo duet group songwriting မှာတော့เนาะ songwriting မှာဆရာဟိုပါပဲပြောတော့ပါမယ်နော် songwriter solo အတွက်အများဆုံးကတော့နော် solo အတွက်အများဆုံးကတော့ M.Div second year ဖြစ်တယ်နော် duet အတွက်အများဆုံးက M.Div first year အတွက်ဖြစ်ပါတယ် now group အတွက်အများဆုံးကတော့M.Div M.Div 1ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်လို့ကျေးဇူးတင်ပါတယ်အားလုံးပျော်နေပြီမလားခုနအားကြောင့်မလို့ duet မှာကျွန်တော်ပြောပါတယ်ဆရာရဲ့ West Coast လေးသဘောကျတယ်ကျွန်တော်အားရပါရတဲ့လက်ခုပ်တီးချင်းမြပေးရအပဘိုးကျေးဇူးများကြီးတင်ပါတယ်ဖျားရှင်တစ်ဖန်ကောင်းချီးပေးပါစေဒုတိယတစ်ယောက်နေနဲ့ကျမတို့ရဲ့မိခင်ကြီးလည်းဖြစ်တယ်အန်တီလည်းဖြစ်တယ်ကျမတို့ရဲ့အတူယူစရာကျမတို့ရဲ့ ideal person လည်းဖြစ်တယ်ကျမတို့အရာရာအမှန်အကန်ဆုံးတရားမျှတဆုံးကဲဖြတ်ပေးတဲ့ Anti Joyce Anti နဲ့ယူဝင်ကျေးဇူးပြုတဲ့ music committee မှာချင်းမြင့်တဲ့လက်ဆောင်ကိုလက်ခံပေးဖို့အတွက်ဖိတ်ခေါ်ပါရစေအားလုံးအားရပါရနဲ့ချင်းမြင့်ပေးရအောင်Anti Joyce ကျေးဇူးများကြီးတင်ပါတယ်ဖျားရှင်တစ်ဖန်ကောင်းချီးပေးပါစေโอเค Anti Joyce ကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ MIT ကနောက်တိတ်မကြသောကာလမှာဓာတ်လေကားတက်ဖို့စီစဉ်နေပါတယ်အဲ့တော့ဆူတောင်းပေးကြပါခုတော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ရဲ့အကဲဖြတ်တိုင်လူကြီးများထဲမှာဆရာယောရှုကိုဖိတ်ခေါ်လိုပါတယ်ဆရာယောရှုဒီထက်ပိုစမတ်ပေးတရားမှုတော်မှာတာရွေးပါဝင်စက္ကန့်နိုင်ပါစေကျေးဇူးများကြီးတင်ပါတယ်တင်ပါတယ် music chairperson ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်โ
အစဉ်စဉ်ဖြစ်မြောက်ဖို့ရအတွက်ပြင်ဆင်ပေးတဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်လည်းချီးမွမ်းပါတယ်ပြီးတဲ့အခါမှာတစ်ဆက်တည်းမှာပဲကျွန်တော်ကျေးဇူးတင်စကားပြောချင်တဲ့သူကတော့ဒီနေ့ကြည့်လိုက်တဲ့အခါမှာဒီဘက်ဟိုဘက်နောက်မှာအရှင်းပါအားလုံးကပြိုင်မဲ့လူတွေပဲတွေ့ရတယ်ဒါပေမဲ့အမှန်ကန်အားပေးသူဆိုတဲ့အထဲမှာနောက်မှာတွေ့ရတယ်ဗောလေအခုကြည့်လိုက်မယ်ဆိုရင်3ယောက်ထိုင်နေတယ်ခုနတော့ဒီမှာထိုင်ရှိနေတယ်ဗောနော်ဒီထက်တည်းများတယ်ဆိုတော့အဲ့ဒီအတွက်အမှန်ကန်အားပေးသူအားလုံးလည်းကျေးဇူးများတင်ပါတယ်တစ်ချက်လောက်လည်းကုန်သိပေးချင်ပါတယ်လို့ကျေးဇူးများတင်ပါတယ်ပြီးတဲ့အခါမှာဒီနေ့ကျွန်တော်တို့ဆက်တွေကောင်းကောင်းလေးနဲ့တချင်းဆိုနိုင်ဖို့ရအတွက်ပြင်ဆင်ပေးတဲ့ကိုရုံဘေကိုလည်းကျေးဇူးများတင်ပါတယ်သူကစကားအဖြစ်မပြောပြပြင်မဲ့သူ့ရဲ့စေတနာကိုတော့ကျွန်တော်တို့အတိမတ်ပြုမိပါတယ်လို့ကျေးဇူးများတင်ပါတယ်ပြီးတဲ့အခါမှာကျွန်တော်အစဉ်စဉ်တစ်ခုပြီးတစ်ခုကောင်းကောင်းလေးကြည့်နိုင်ဖို့ရအတွက် PowerPoint အားဖြင့်တော်၎င်းကျွန်တော်တို့ကို record လုပ်ပေးတဲ့ဆရာဆင်မျိုးလည်းကျေးဇူးများတင်ပါတယ်ပြီးတဲ့အခါမှာကျွန်တော်စင်ပေါ်မှာခန်းညာညာဖြစ်တော့အောင်ကျွန်တော်တို့အလှဆင်ပေးတဲ့အရန်ကိုအားကိုးရတဲ့တငယ်ချင်းရှယ်ရယ်ကိုလည်းကျေးဇူးများတင်ပါတယ်သူနေ့သူဆောင်ပါရဲ့အဖွဲ့တွေအားလုံးလည်းကျေးဇူးများတင်ပါတယ်ပြီးတဲ့အခါမှာကျွန်တော်တို့အခုချိန်ဒီပေါ့နော်အနုပညာလောကမှာကျွန်တော်တို့အတွက်မော့ကြည့်သင်ယူလေးစားနေရတဲ့ဆရာမကြီးနှွဲ့ရင်ဝင်လည်းကျေးဇူးအများကြီးတင်ပါတယ်အခုလိုပါဝင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးကိုတင်ပါတယ်ပြီးတဲ့အခါမှာဆရာတော်ကလေးကောလည်းကျေးဇူးအများတင်ပါတယ်ဆရာတော်ဆိုလို့ရှိရင်ကျွန်တော်တို့ကျောင်းမှာ music တင်ပေးဘူးတယ်လို့ကျွန်တော်ကြားသိရတယ်ဗောလေအဲ့ဒီအတွက်အခုလိုပါဝင်ပေးတာကိုချီးချင်းအပြည့်ဆရာဆိုလို့ဆိုရင်ကျွန်တော် MIT ကျောင်းတော်ကြီးကိုတန်ရုံးစဉ်ရှိနေသေးတယ်ဆိုတာကိုသတိထားမိပါတယ်လို့အဲ့ဒီအတွက်ကျေးဇူးအများကြီးတင်ပါတယ်ပြီးတဲ့အခါမှာမအားမလက်အလုပ်များတဲ့ကြားတဲ့ကနေပင်ပန်းချင်းကိုမမှုပဲကျွန်တော်တို့ကိုအမြဲကူညီပေးနေတဲ့ကျွန်တော်တို့သိချစ်ရတဲ့ဆရာရုပ်ရှင်များစွာလဲကျေးဇူးအများတင်ပါတယ်အခုလိုဒါ3ယောက်စလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရင်ထဲကနေကျေးဇူးအရန်တင်ရှိတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်ဆိုတဲ့စကားလုံးကိုဖော်ပြဖို့ရအတွက်စကားလုံးတော်မူရွေးချယ်တတ်တော့ပါဘူးလို့ကျေးဇူးများတင်ပါတယ်တစ်ဆက်တည်းမှာပဲတောင်းဆိုချင်တာကတော့ကျွန်တော်တို့ကျေးဇူးပြန်ပြီးတော့တုတ်ပြန်တဲ့အခါမှာကျွန်တော်တို့ရဲ့ပမာဏကနည်းနည်းလေးနည်းသွားတယ်ဆိုပေမဲ့ကျွန်တော်တို့ရဲ့မေတ္တာစေတနာကြတော့အပြည့်အဝရှိနေပါတယ်လို့ပြီးတော့ကျွန်တော်တို့ပေးလိုက်တဲ့လက်ဆောင်လေးကိုကျန်းစာတဲ့ကအမို့ဆုံးမကပေးလူတဲ့အများဆုံးတဲ့ကအလူငွေငွေတင်းကားနပြားလို့ပဲခံယူပေးပါလို့နောက်ဆုံးနေတဲ့ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ Student Council Music Committee ကိုစားကျွန်တော်တို့ Student Council ကိုစားကျွန်တော်တို့ကျောင်းတော်ကြီးကိုစားကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ပြောချင်ပါတယ် Members အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဆုံးအနေနဲ့ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးများတင်ပါတယ်တောင်းကြရအောင်အသက်ရှင်တော်မူသောမြတ်စွာဘုရားသခင်ကိုတော်ဟာကောင်းမြတ်သောဘုရားဖြစ်ကြောင်းဝန်ခံပါတယ်မနေ့ယနေ့နောင်ကာလထက်တိတိုင်အောင်တာသမီတို့နဲ့အတူရှိတော်မူပြီးတာသမီတို့အတွက်ကောင်းမြတ်သောဘုရားဖြစ်ကြောင်းလည်းတာသမီတို့ဒီကနေ့ဝန်ခံပါတယ်အထူးသဖြင့်ကိုတော်ဘုရား MIT ကျောင်းတော်ကြီးမှာဓမ္မပညာရပ်များကိုစီပူတင်ကြားခံယူနေကြတဲ့ကျွန်တော်တို့ကျောင်းသူကျောင်းသားတွေဒီကနေ့ညနေပိုင်းအချိန်အခါမှာကျွန်တော်တို့ရဲ့အသင်းတော်ကျွန်တော်တို့ရဲ့လောကကြီးအတွက်ကျွန်တော်တို့ရဲ့နိုင်ငံတော်အတွက်ကျွန်တော်တို့ရဲ့ကဘာကြီးအတွက်ကျွန်တော်တို့နှလုံးသားမှာခံစားနေရတဲ့အရာတွေကိုတေးတချင်းစာသားအဖြစ်တော်၎င်းတန်ဆင်အဖြစ်တော်၎င်းပြောင်းလဲပြီးမှဒီကနေ့ကိုရောရဲ့ရှင်မောင်းမှာတာတိမင်းတို့ရစ်အဖြစ်ပူဇော်ပြီးမှချီးမွမ်းရတဲ့အခွင့်အချိန်နာယူလဲကိုရောဖျားပေးတဲ့အတွက်ကြောင့်လို့ကျေးဇူးတင်ပါတယ်ဒီကနေ့ညနေပိုင်းမှာတာတိမင်းတို့ရဲ့နှလုံးသားထဲကနေမှထွက်ပေါ်လာတဲ့တန်ဆင်စာသားတွေနဲ့ကိုရောရဲ့ရှင်မှာတာတိမင်းတို့ချီးမွမ်းတကယ်တော့တကယ်ပဲတာတိမင်းတို့ရဲ့လက်တွေ့အသက်တာမှာလဲတာတိမင်းတို့ရဲ့အသင်းတော်တာတိမင်းတို့ရဲ့နိုင်ငံတာတိမင်းတို့ရဲ့မိသင်းနေထိုင်တဲ့ဒီလောကကဘာကြီးအတွက်ငြိမ်းချမ်းမှုကိုရှာဖွေပြီးမှတရားမျှတမှုအတွက်စက္ကပ်အစီခံပြီးပြန်လဲတင့်မြတ်ဖို့ရန်အတွက်အားထုတ်နိုင်တော်သူများဖြစ်စေတော်မူမည်အကြောင်းတာတိမင်းတို့ကိုကယ်တင်တော်မူသောခရစ်တော်ဖခင်ရဲ့နာမတော်မြတ်၌ယူတည်လေးမြတ်စွာဖြင့်ဆုတောင်းစက္ကပ်အနံ့ကြပါလေဖခင်အာမင်သုံးပါးသောဆုဖြစ်တော်မူသောခမဲတော်တားတော်တန်ရှင်တော်ဝိညာဉ်တော်ဖခင်ထံတော်ကမှချစ်ချင်းမျှော်လင့်ခြင်းအောင်မြင်ခြင်း
ငြိမ်သက်ခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းစုကျေးဇူးတော်မင်္ဂလာပေါင်းတို့ဒီကနေ့ညနေပိုင်းမှာကိုရရဲ့ရှင်မောက်မှာလာရောက်ပြီးမှမိမိတို့ရဲ့နှလုံးသားထဲကနေပြီးမှမိမိတို့ရဲ့တိုင်းပြည်မိမိတို့ရဲ့အသင်းတော်မိမိတို့မြည်သင်းနေထိုင်တဲ့လောကကဘာကြီးအတွက်ခံစားချက်တွေကိုတန်ဆင်အဖြစ်တော်၎င်းတခြင်းစာတော်အဖြစ်၎င်းဖော်ထုတ်ပြီးမှကိုရရဲ့ရှင်မောက်မှာချီးမွမ်းနေကြတဲ့ကိုရရဲ့သားသမီးအယောက်စီတန်းရဲ့အသက်တာပေါ်တွင်၎င်းအထူးသဖြင့်ဒီကနေ့မှာဤကဲ့သို့လာရောက်ပြီးမှဒိုင်အဖြစ်ပေါ်ဝင်ဆက်ကပ်အစီခံကြတဲ့ကိုရရဲ့သားကြီးသမီးကြီးအယောက်စီတန်းရဲ့အသက်တာပေါ်တွင်၎င်းဤเจ้าတော်ကြီးရဲ့အပေါ်တွင်၎င်းကောင်းမြတ်ဆုံးလင်းတော်မူသောဆုကျေးဇူးတော်မင်္ဂလာပေါင်းတို့သည်ယခုမှစ၍ကာလအစဉ်ဆက်မပြတ်တည်ရောက်တည်ရှိနေပါစေကုန်တော်အာမင်ကျေးဇူးတင်ပါတယ်ကျမတို့ဒီနေ့ကောက်ခံရရှိသွားတဲ့အလူငွေစုစုပေါင်းကတော့69650ဖြစ်ပါတယ်69650ဖြစ်ပါတယ်ထဲဝင်လူရန်ကြတဲ့တာသမီရောက်စီတိုင်းပေါ်ဖျားရှင်တစ်ဖန်ကောင်းကြီးပေးပါစေ